တချို့တွေကရေစက်ကြောင့်ကိုယ့်ဘဝထဲရောက်လာတတ်သလိုတချို့တွေကဝူကျွေးကြောင့်ကိုယ့်ဘဝထဲရောက်လာတတ်ပါတယ်ရေစက်ကြောင့်လည်းစုံတွေ့နိုင်သလိုဝူကျွေးကြောင့်လည်းစုံတွေ့နိုင်ပါတယ်ဘဝတစ်လျှောက်မှာကိုယ်နဲ့စုံတွေ့ပတ်သက်ရတဲ့လူတိုင်းဟာတန်ត្រာဆက်ဆက်ကပါလာတဲ့ချီးရေစက်ကြောင့်ပါတချို့ကကိုပြီးဆက်ရမယ့်ကျွေးတွေကိုပြန်ယူဖို့စုံတွေ့ရတယ်တချို့ကတော့ကိုယ်စီကနေအကျွေးသစ်တွေယူဖို့စုံတွေ့ရပါတယ်ကိုယ့်ဘက်ကကောင်းနေပါလျက်နဲ့သူ့ဘက်ကကောင်းမလာတော့တဲ့အခါကိုကနားလည်ပြီးနိုင်ပေမဲ့သူ့ဘက်ကနားမလည်နိုင်တော့တဲ့အခါကိုမျော်လင့်သလိုဖြစ်မလာတော့တဲ့အခါပြီးဆက်ရမယ့်ဝေကျွေးတချို့ကြေသွားတယ်လို့ပဲသဘောထားပြီးစွန့်လွတ်လိုက်ပါပြောင်းလဲလို့မရနိုင်တော့တဲ့အခြေအနေတချို့ကိုယ့်ရဲ့အတ္တတွေကိုဖြေလျှော့ပြီးလက်ခံပေးလိုက်တာကစိတ်သက်သာရာရမှာပါရေစက်ကြောင့်ပဲစုံစုံဝေကျွေးကြောင့်ပဲကြုံကြုံချစ်ခင်ပေါင်းနေဆက်ဆံခြင်းဟာကွေးနောက်ဆုံးရှိပါတယ်ကိုယ်အလိုကြကိုယ်အလိုရချစ်နေတော့ရေစက်ပဲကိုယ်အလိုမကြကိုယ်အလိုမရမုန်းကြပြန်တော့ဝကျွေးတဲ့မလိုရင်တစ်မျိုးလိုရင်တစ်မျိုးမရရင်တစ်မျိုးရရင်တစ်မျိုးနဲ့အလိုစိုးတွေနဲ့လိုသလိုသတ်မှတ်တတ်ကြတဲ့လူတွေကြားမှာတတိထားပြီးနေထိုင်ပါသာသနာ့တွင်ဆရာတော်